ကဲဒီနေ့မှာတော့အချားပို့ထားတဲ့ drinks menu အတလေးရောက်နေပါတယ်။ဘာလေးဖြစ်မယ်တင်လဲ။ခဲအောင်လေးတွေနဲ့ကစုံဥပါပဲ obsession series အတလေးတွေပါ။အထဲမှာဘာတွေပါမလဲ။ခုနဲ့တူကြည့်လိုက်ကြရအောင်။ဟောခဲအောင်ဥပဲကစုံဥလေးတွေနောက်ပြီးတော့ပြီးတော့ latte စုပေါင်း drinks လေးမျိုးတွေပါတယ်။ခုနက cheese foam လေးတွေကိုအိမ်ခွက်ထဲထည့်သွားမှာဆိုတော့ဥပဲအဆိုရဲကစုံဥလေးအရင် try ကြည့်လိုက်မယ်ကစုံဥလေးကိုမာချာလေးလျှော်လိုက်တော့ Murasaki Harmony ဆိုတဲ့ menu လေးထွက်လာပါတယ် 100% local ကစုံဥတွေကိုသုံးထားတယ်လို့သိရတယ်သူကအချိုမကဲပဲကစုံဥအရာဒါစိတ်လေးရတယ်အဲ့အောင်မှာအပေါ်ကမာချာ cheese foam လေးကအခါစိတ်အရာဒါလေးကပြန်ပြီးတော့လွှမ်းသွားတဲ့အခါကျတော့ harmony လေးဖြစ်သွားတာတွေ့ရတယ်နောက်တစ်ခုကမာချာ lemonade ပါအချာက Jade Shizuku လို့နာမည်လာလေးပြီးထားတယ်သူကတော့အခုလိုပူပြင်းလာတဲ့အချိန်အတွက်အသင့်တော်ဆုံးပဲအဲ့ဟာတောက်ပြီးတော့လေချက်ချင်းကိုလန်းသွားတာသူကတော့ဂုံးအကြိုက်ဆုံးပါနောက်တစ်ခုကတော့လာတိခွက်လေးအဲ့ထဲကို matcha creamy foam လေးထည့်ရမှာအဲ့ဒါကိုဂုံးကကြရက်ထားပြီးတလွဲလောက်လိုက်တာဥပဲ creamy foam လေးဖြစ်သွားတယ်ကစုံဥလာတီလေးပေါ့နော်ဒါပေမဲ့တော်တော်လေးတောက်လို့ကောင်းတယ်ငယ်တုန်းကပိန်းဥမှုမလဲအများတောက်တယ်ပေါ့နော်အဲ့လိုငယ်ဘဝလေးဦးတော့မှချက်ချင်းပြန်လွမ်းသွားစေပါတယ်သူရဲ့မီနူအမှန်လေးကတော့ matcha cheese ဆိုတဲ့ဥကြီးဥမိုပါကဲတခုလွယ်တော့ပြီဆိုတော့နောက်တစ်ခုကပါအော်တူလွယ်သွားပြီးသားဖြစ်သွားတယ်ကစုံဥပေါ်ကစုံဥ cheese လေးထည့်ရမှာကနေကစုံဥ matcha ကနှစ်ခွက်ဖြစ်သွားပါတယ်တလွဲတွေဖြစ်နေအောင်မသိပဲပျော်ကြီးမှုန်နေအောင်ပဲကြည့်လိုက်ပါသူရဲ့မီနူအမှန်လေးကတော့ Murasaki ဆိုတဲ့ကစုံဥလေးဖြစ်ပါတယ်ကစုံဥ series လေးကအခုလိုမိုးရသည်နဲ့အလွန်လိုက်ဖက်ပြီးတော့အရန်ပူတဲ့နေခွင်းတွေအတွက်ဆိုရင်တော့ matcha lemonade လေးကအသင့်တော်ဆုံးပါဒီမီနူအသင့်လေးတွေက July 25ရက်နေ့စပြီး Ocha ဆိုင်ခွဲတိုင်းမှာရနေပြီဆိုတော့တော့ try ကြည့်လို့ရပြီเนาะအဆုံးမကြည့်မိတဲ့အတွက်အားလုံးစုများရေးသမားတွေ enough vlog ဒီမှာပြန်တွေ့ကြမယ်เนาะအားလုံးပဲ bye